ဒါပါလေ ဒါပန်းသီးပါ ပန်းသီးဘယ်လောက်လဲ ပန်းသီး$3ပါ ဒါပါလေ ဒါပန်းသီးပါ ပန်းသီးဘယ်လောက်လဲ ပန်းသီး$3ပါ ဒါပါလေ ဒါစပစ်သီးပါ စပစ်သီးဘယ်လောက်လဲ စပစ်သီး$9ပါ ဒါပါလေ ဒါစပစ်သီးပါ စပစ်သီးဘယ်လောက်လဲ စပစ်သီး$9ပါ ဒါပါလေ ဒါတရက်သီးပါ တရက်သီးဘယ်လောက်လဲ တရက်သီး$6ပါ ဒါပါလေ ဒါတရက်သီးပါ တရက်သီးဘယ်လောက်လဲ တရက်သီး$6ပါ ဒါပါလေ ဒါထောပတ်သီးပါ ထောပတ်သီးဘယ်လောက်လဲ ထောပတ်သီး$2ပါ ဒါပါလေ ဒါထောပတ်သီးပါ ထောပတ်သီးဘယ်လောက်လဲ ထောပတ်သီး$2ပါ ဒါပါလေ ဒါစတော်ဘယ်ရီသီးပါ စတော်ဘယ်ရီသီးဘယ်လောက်လဲ စတော်ဘယ်ရီသီး$5ပါ ဒါပါလေ ဒါစတော်ဘယ်ရီသီးပါ စတော်ဘယ်ရီသီးဘယ်လောက်လဲ စတော်ဘယ်ရီသီး$5ပါ ဒါပါလေ ဒါလိမ္မော်သီးပါ လိမ္မော်သီးဘယ်လောက်လဲ လိမ္မော်သီး$2ပါ ဒါပါလေ ဒါလိမ္မော်သီးပါ လိမ္မော်သီးဘယ်လောက်လဲ လိမ္မော်သီး$2ပါ